အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်နေတာကတော့ကိုရီးယားဂိမ်းဖုံမြို့မှာရှိတဲ့အေဂီဘုံလို့လူသိများတဲ့မြောက်ကိုရီးယားဘက်ကိုကြည့်လို့ရတဲ့ပန်းချံကိုရောက်နေတာဖြစ်ပါတယ်ပန်းချံဝင်ဖို့အတွက်အရင်ဆုံး ID ကတ်ပြအဖောင်းဖြည့်ပြီးတော့လက်မှတ်ဖြည့်ရပါတယ်လက်မှတ်ဖြည့်ပြီးရင်တော့အပေါ်ထိဘတ်စကားနဲ့ပို့ပေးပါတယ်ဒီနေ့ကတော့တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားနယ်စပ်အနီးစစ်မဲ့သုံးနားမှာရှိတဲ့ငင်းချိုင်းပန်းချံတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့သွားတာကစောင်းရာသီဖြစ်တဲ့အတွက်ပန်းချံတစ်ခုလုံးပြည့်ရွက်တဲ့အယောင်ပြောင်းပြီးတော့အရန်ကိုလှပါတယ်ဒီပန်းချံကိုသွားမယ်ဆိုရင်ຫນွေဦးနယ်စောင်းရာသီမှာသွားတာကအကောင်းဆုံးပါဒါတော့ဒီဟိုဘက်နဲ့ဒီဘက်ကိုကျိုးသရာလောက်ပေးထားတာပေါ့နော်ကျိုးသရာလေးလောက်ပေးထားတော့ဟိုဘက်တောင်ထိပ်နဲ့ဒီဘက်တောင်ထိပ်ကိုသွားရတာပိုအဆင်ပြေတာပေါ့နော်이거 끝나고 이거 집에 어디 가는 거야? 네.ဒါတော့မြောက်ကိုရီးယားပဲရှမ်းကိုကြည့်နေကြတဲ့သူတွေပေါ့နော်အဓိကကြည့်လို့ရအောင်။မြောက်တွေအများကြီးရှာပေးထားပါတယ်။ဒီနေ့ကတော့တောင်ကိုရီးယားဘက်ကနေပြီးတော့မြောက်ကိုရီးယားဘက်ရှမ်းကိုအနည်းဆုံးမြင်ရတဲ့ညပေါ့နော်။တခြားမြင်ရတဲ့ဘက်တွေလည်းရှိမယ်။ဒီဘက်ကတော့အကဲကိုပြီးကဲမြင်ရပါတယ်။ဒီကတော့ကျွန်တော်တို့ဟမ်မြစ်ကြီးပေါ့နော်ဒါကတော့ဟမ်မြစ်ပါဟမ်မြစ်ကိုမှဒီဘက်ရှမ်းကတောင်ကိုရီးယားရှမ်းပါဒီဘက်ကတောင်ကိုရီးယားရှမ်းပါဒါကတော့မြောက်ကိုရီးယားပဲရှမ်းအောင်နော်မြောက်ကိုရီးယားကဟိုအိမ်နေလေကွန်းတွေဒီလှမ်းမြင်ရပါတယ်ဒီပြင်းနေရတော့ဒီမြောက်ကိုရီးယားပဲရှမ်းကအိမ်ဖြစ်ပါတယ်လေထဲမှာပေါ့နော်အလုပ်တွေလုပ်နေကြတာပဲအရှိရဒီရှမ်းစီယိုးထဲမှာဆိုလူတွေအများကြီးပဲဗျအငွေတွေတဲပြီးတော့အခုကိုဖို့လုပ်နေတယ်နော်လေတွေတဲနေကြဒီအရှိပင်နေတဲ့ဒီဟောင်းနေရဘန်ကာလေးပေါ့နော်ဘန်ကာလေးနဲ့ဆန်ကြီးတွေခတ်ထားပြီးစတက်တွေပေါ့နော်ဆောင်းနေတယ်